တင့်ဖုန်းကိုတမိနစ်အတွင်းပို့ပြီးစာမတ်ဖြစ်ခြင်းလားနေ့စဉ်ဖုန်းသုံးနေပေမဲ့အများစုက AI ထွေတွေကိုမသိကြပါဘူးဒါကြောင့်အချိန်တွေဆုံးရှုံးရပါတယ်အချိန်တွေအကျိုးရှိစေဖို့ AI ဘယ်လိုသုံးရမှလဲလေ့လာကြရအောင် AI လို့ပြောလိုက်တာနဲ့ ChatGPT ဒီစေတို့လောက်ပဲထင်သိကြတာလား AI ထူးတွေကအများကြီးရှိတယ်တခုချင်းစီနားလည်အောင်လေ့လာကြမယ် AI ကိုကောင်းနားလည်ရင်အများကြီးအသုံးချလို့ရတယ်ဝင်ငွေလမ်းကြောင်းတွေဖန်တီးလို့ရတယ်ပြီးတော့စာတွေကူလုပ်ခိုင်းလို့ရတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးမေးလို့ရတယ်နောက်လဲ AI နဲ့ပတ်သက်ပြီးအသုံးချလို့ရအောင်သင်ပေးမှာမို့နောက်လဲ AI နဲ့ပတ်သက်ပြီးအသုံးချလို့ရအောင်သင်ပေးမှာမို့